အားလုံးပဲမင်္ဂလာပါရှင်ဒါကတော့ဘူဝါလိုင်လမ်းမှာရှိတဲ့ချင်းမိုင်မြို့က Silver Temple လို့လူသိများတဲ့ငွေရောင်ဖျားเจ้าဆောင်ကိုလေပတ်ထားတဲ့မှတ်တမ်းလေးဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်ငွေနဲ့လှုပ်ထားတဲ့သူတို့ဘီတုကလက်ရာဒီဇိုင်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်သိရမမျိုးတော့လို့ဒါကတော့နေနံအလိုက်ပူဇော်ပတ်တာထားတဲ့ဟာတွေပေါ့နော်ဒီမှာဆိုလို့ရှိရင်ဟိန္ဒူလူမျိုးတွေအတွက်လည်းဘာသာရေးကိုယ်ပဲဆိုင်ရာရုပ်ထုတွေတည်းထားရှိပေးပါတယ်ပန်းနဲ့အသီးတွေရေတော်တွေကိုကတ်လူပူဇော်လို့ရပါတယ်တချို့ကြလည်းဘယင်မတွေစစ်သူကြီးရုပ်ထုတွေမှာဘယ်လိုမျိုးပူဇော်ခြင်းတွေဆုတောင်းခြင်းတွေပြုလုပ်ကြတယ်ပေါ့နော်သူတို့ကတော့ယုံကြည်နဲ့ဆုတောင်းရင်ဆုတောင်းပြည့်တယ်လို့ယုံကြည်ကြပါတယ်ရှင်သူတို့ရဲ့ဘီတုကဒီဇိုင်းတွေပါဒီ Silver Temple ကို1500တခုနှစ်မှာစတင်ပြီးဆောက်လုပ်ခဲ့တာဖြစ်ပါတယ်ထိုင်းနေရဲ့ငွေတဲ့လုပ်ငန်းစမှုလက်မှုထွန်းကားတဲ့ပုံတွေသူတို့ရိုးရာလောကီပညာရဲ့ဆိုင်ရာအဲ့လိုမျိုးတမိုင်းချောင်းတွေကိုထုစစ်ပြီးတော့နေရန်ပေါ်မှာငွေတွေနဲ့ထုစစ်ပြီးတော့ရေးသားပြီးဖော်ပြထားခြင်းဖြစ်ပါတယ်။ရန်ကိုအသေးစိတ်ဆန်ပြီးတော့တော်လေးကိုလှတယ်။အကုန်လုံးကငွေသားအစစ်တွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်ရှင်။ဒါကတော့ဆူတောင်းပြီးတော့မောင်းအဲ့လိုမျိုးတီးတာတို့ပုံရိုက်တာတို့ခေါင်းလောင်းတီးတာတို့ပြုလုပ်ရပါတယ်။ဒီကမလေးဟာရီတာရီလန္နာဘယင်ခေတ်ကထိုင်းရိုးရာအဆောက်အဦတွေကိုလည်းတွေ့မြင်နိုင်ပါတယ်။အရန်လာပါတယ်။ချင်းမိုင်မျိုးရောက်ခဲ့မယ်ဆိုရင်တော့ဒီ Silver Temple ကလည်းသွားတယ်ပဲတဲ့နေရာတွေကတစ်ခုဖြစ်ပါတယ်လို့မင်းကပြောချင်ပါတယ်ရှင်။ဟိုကြွလာရုပ်တွေအားလုံးပဲကောင်းသောနေ့ရက်လေးပိုင်ဆိုင်ကြပါစေ Thank you ပါ